မှန်ဝယ်တော့မယ်ဆိုရင်ဘယ်လိုမှန်မျိုးရွေးချယ်ရမှန်းမသိဘူးဖြစ်နေရလားပထမဆုံးချိန်ဝယ်မဲ့သူတွေရောအများနဲ့တက်နေရတဲ့သူတွေရောကိုနဲ့အသင့်တော်ဆုံးမှန်ကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကြည့်လိုက်ကြရအောင်United Vision မှာက USA နိုင်ငံထုတ် Novalance နည်းပညာနဲ့ကိုဗန်းဆက်ကြီးတွေကိုသုံးထားပေးတဲ့အတွက်မျက်စိပါဝါကိုအတိအကျဆုံးအမှန်ကန်ဆုံးထည့်သွင်းပေးပါတယ်။အထူးသဖြင့်ပါဝါများတဲ့သူတွေအနီးဝေးတက်ရတဲ့သူတွေ multifocal တက်ရတဲ့သူတွေအတွက်မှန်ကိုအရေးသွင်းအမြင့်ဆုံးပြုလုပ်ပေးထားပါတယ်။ရွေးချယ်နိုင်တဲ့မှန်အမျိုးအစားတွေကတော့ multi coat တက်အလင်းမစုမှန် blue block အလင်းမဖောက်မှန် color chain အရိပ်ထဲမှာဆိုရင်အကြီး နေကူထဲမှာဆိုရင်နေကအယောင်ပြောင်းမှန် blue block color chain အလင်းမဖောက်အယောင်ပြောင်းမှန်ပြီးတော့ 1.180 lens ဆိုတာကကာမီမစုတဲ့မှန်ပါဝါများတဲ့သူတွေအတွက် high inter blue block အလင်းမဖောက်မှန်အပါအနီးဝေးတက်ရတဲ့သူတွေအတွက် free from multifocal အနီးအဝေးကိုတူရာကြီးမှန်ဆက်ရမှာပါပဲတပြေးရေးကြည့်ရတဲ့မှန်နေကမျက်မှန်တက်ရတာကြိုက်တဲ့သူတွေအတွက် polarized lens with power နေကမျက်မှန်ကို power ထည့်ထားတဲ့မှန် polarized sunglasses နေကမှန်လဲခြင်းဒီမှန်တွေအားလုံးကိုဂျာမနီနိုင်ငံထုတ်ဂျာမနီနည်းပညာသုံး MRT စက်ကြီးများဖြင့်မှန်အစင်းသက်သာစေအောင် HUT ကုမ္ပဏီသုံးထားပေးပါတယ်ကဲဒီလိုအကောင်းဆုံးမှန်တွေကိုလိုချင်နေဆိုရင်တော့ရွှေဘုဒ္ဓလဲက United Vision ဆိုင်ခွဲတွေကိုသာအရောက်လာခဲ့လိုက်တော့နော်